အားလုံးပဲမင်္ဂလာပါကြာကင်ဆာမွဲဖြစ်ရတော့မှာเนาะအဲကြောင့်ဒီနေ့ကတော့ N4 နဲ့ပတ်သက်တာလေးကိုပြောပြပေးချင်ပါတယ်အတန်းနဲ့နည်းနည်းဝင်းနေတဲ့အတွက်ကြောင့်မလို့အေးမိပြီးတိတ်ပြီးတော့အတန်းမထွက်ဘူးပေါ့เนาะစူးစမ်းပြီးပြောပြပေးပါမယ်အဲဆိုရင်မိကုန်းလေးကြည့်ကြည့်အောင်နံပါတ်1က明日は月曜日でブランクかっこゴミの日ですゴミဆိုကြအမိုက်ဖြစ်တဲ့နေ့ပေါ့နော်ဂျပန်မှာじゃ燃えるゴミの日燃えないゴミの日သူတို့တတ်မှတ်ထားတဲ့ရက်မှာပြစ်ပေးရတာပေါ့နော်燃えるゴミဆိုကြတော့လောင်ကျွမ်းနိုင်တဲ့အမှာစက်ကူတို့ပါတော့အမျိုးကတ်တူအမျိုးပြစ်လို့ရတဲ့နေ့ပေါ့နော်燃えないゴミကじゃပလတ်စတစ်တို့ပါတော့ပေါ့နော်အမျိုးခွဲပြီးပြစ်ကြတာပေါ့နော်အဲဆိုတော့ဒီထဲမှာအဖြေမှန်ဘာလေးဖြစ်မလဲဆိုတော့နည်းနည်းゴミの日ဆို燃えるゴミဖြစ်နိုင်နံပါတ်A လေးဖြစ်ပါတယ်အဖြေမှန်နာရူゴミဆိုအဓိပ္ပာယ်မရှိဘူးနာရူဆိုတီးတယ်ဆိုအဓိပ္ပာယ်လေးရပါတယ်မီဂါကူကကြတော့ polish တိုက်ချွတ်တယ်ဆိုအဓိပ္ပာယ်ရပါတယ်နံပါတ် D ကကြတော့ခါဝါကူဒီစလုံးလေးကခါဝါကူကကြတော့6တွေ့ရဆိုအဓိပ္ပာယ်ပေါ့နော်တခုမှမမှန်တဲ့အတွက်ကြောင့်မို့အဖြေမှန်လေးကနံပါတ် A ရဲ့မော်ရဲရူဂိုမီကအဖြေမှန်ဖြစ်ပါတယ်ပြီးရင်နံပါတ်2ကိုသွားပါမယ်နံပါတ်2ကကျတော့မိုင်းဘန်ဆိုတာမိုင်းဆိုတာကျအကျိန်တိုင်းဆိုတဲ့အဓိပ္ပာယ်နော်မိုင်းဘန်ဆိုတော့ညတိုင်းဟာဆိုတာကျသွားတယ်ကွက်လက်လေးကိုခါလာနေမဆိုတော့ဘာဖြစ်နိုင်မလဲဆိုရှီကတ်တဲဆိုရှီကာရူဆိုတာတမဲ့ A ကကျတော့ဆူတာကိုပြောပါနော်ငေါက်တာဆူတာမန်နာပေါ့အဲ့လိုမျိုးအဲ့လိုအဓိပ္ပာယ်ပြောပါနော်နံပါတ် B ကကျမီဂါဤတဲကကျတော့တွားတိုက်တာပြောဟောင်မီဂါကုဆိုအဓိပ္ပာယ်ဆိုနံပါတ်အဖြစ်မှန်မီဂါဤတဲခါလာနေမှာတွားတိုက်ပြီးမှအေးရဝင်ပါတယ်တဲ့ခါဝါကရှ်တဲဆိုတာကျတော့သပင်းနေပါဒရိုင်ယာနဲ့မှုတ်တာကိုခါဝါကဆိုလို့ပြောရမှာနော်နံပါတ် C ခါစားတဲကကျခါစားတို့ကကျတော့ပြင်စင်တော့မှပန်းလေးတွေအလားစင်တဲ့အဲ့လိုမျိုးဆိုရင်နံပါတ် D ရဲ့အဓိပ္ပာယ်ပေါ့နော်ဒီတော့ဒီထက်အဖြစ်မှန်လေးကမိုင်ဘန်ဟာကိုမီဂါဤတဲခါလာနေမတ်ကမှန်ပါတယ်နံပါတ်3ကကျတော့မာဒူယာဒိုဝါမာဒူကကျတော့ပရင်ပါဒိုဝါနောခါဂီယောဘလာဘလာစတေတခါကေမခါကိုပေါ့နော်ဒီကွက်လက်ကလေးကတခါကေမစကကြထွက်တယ်ခါဂီကကြတော့နော်အဲ့တော့မာဒူကကြပရင်ပေါက်တွေဒိုဝါဆိုတာတကားတွေကိုတဲ့ဒိုဝါနောခါဂီကကြတော့ခတ်ပြီးမှသူတခါခဲလို့ဆိုတာအပြင်ထွက်တယ်လို့ပြောတော့အဲ့တော့ခါဂီရောတတ်တယ်ဆိုအဓိပ္ပာယ်အချိန်ကြာတာပြောတာတတ်တဲလူကကျတော့တတ်တဲကကျထောင်တာလို့ထောင်လိုက်လို့လျားလိုက်ဆိုအဓိပ္ပာယ်နံပါတ် B ကကျမဟုတ်ဘူးပေါ့နော်နံပါတ် C ကကျခက်တဲ့ခါဂီရောခါခဲလို့ကကျအဓိပ္ပာယ်အဖြစ်မှန်ဖြစ်ပါတယ်တော့ပိတ်တယ်ပြောတာပါခါဂီရောခက်တဲ့ကျတော့သူကခက်ခဲတဲ့ခက်တဲ့နေရာအဓိပ္ပာယ်တူတူပဲဒါပေမဲ့ခက်တဲ့လို့ခါဂီကခက်တဲ့လို့ဆိုတော့ငကိုတဲ့တခါကြီးကတော်ကြီးခတ်ထားတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးပြောကိုကလောက်တာဆိုရင်ကျတော့ခါခဲလို့ပြောတာပေါ့နော်အဲ့တော့အဖြစ်မှန်ခါဂီရောခါခဲတဲ့ခါလာတခါကဲမှာဆိုအဖြစ်မှန် C ဖြစ်ပါတယ်နံပါတ်4ကကျတော့ဝါတာရှိဝါတဲ့မီနာကာလာချီချီနီနာနီတို့ယူရတဲ့မတ်ဝါတာရှိကျကျွန်တော်ပေါ့နော်မီနာကာလာကျတော့လူတွေအများပေါ့နော်သူများတွေကပေါ့နော်ချီချီနီဆိုချီချီကျအဖေနဲ့တို့ယူရတဲ့မတ်နီဆဲရူဆိုတာကျနီဆဲရူဆိုအဓိပ္ပာယ်တိတ်မရှိဘူးနော်နီရူဆိုတာတူတယ်ပြောတာနီဆဲတေရူအဲ့လေအဓိပ္ပာယ်မဟုတ်နီတေရူတူနေတယ်လို့ပြောတာအဲ့တော့နီရူတို့ယူရတဲ့တက်မဆိုတော့နီတေရူတို့ယူရတဲ့တက်မဆိုဘီလာဒီလာပေါ့နော်နည်းနည်းအဓိပ္ပာယ်ကသူတို့ကစီလျော်တယ်ဒါပေမဲ့နံပါတ် D ကပို့ပြီးတော့ဖြစ်ပါတယ်တူတယ်ဆိုတော့တူနေတယ်ဆိုတဲ့အဓိပ္ပာယ်အခုလည်းလက်ရှိလည်းတူနေတော့မယ်ဆိုတဲ့အဓိပ္ပာယ်ဆိုတော့နီတေအီရူဆိုတဲ့အဓိပ္ပာယ်ပေါ့နော်အဲ့တော့အဖြေမှန်လေးက D ဖြစ်ပါတယ်နီတေရူဆိုတူတယ်ပေါ့နော်အဖေနဲ့တူတယ်ဆိုရင်သူများတွေဆီကနေမှာဝါတာရှိဝါမီနာခလာစီချီနီတေရူတူယူရတဲ့တင်မှာအဖေနဲ့တူတယ်လို့ပြောကြတယ်ပေါ့နော်ပြောကြတယ်တဲ့ပြောမြန်မာလို့ဆိုရင်ခွန်နိုတေဘူရူကကျတော့ဒီစပွဲကောင်ပေါ့နော်ဟေယာနော်ခက်ကိုကွက်လက်နီအိုကီမရှောဟေယာနော်ဌာနကကြတော့နံပါတ် A ဌာနကကြစင်ကိုပြောပါတော့ဟေယာဆိုအခန်းရဲ့စင်မှာထားရအောင်ဆိုအဓိပ္ပာယ်မဟုတ်သေးဘူးပေါ့နော်တတာမီကကြတော့တတာမီဆိုဖြာလေတတာမီဆိုတာခောက်တတာမှုဆိုရင်ခောက်တော့ပြောဒါလည်းမဟုတ်ဘူးခါဂူကကြတော့အိမ်အောင်ပရိဘောကာကိုပြောပါတော့နံပါတ် C နံပါတ် D ကကြဆူမီနီအိုကီမရှောဆိုတောင်လေးမှာထားရအောင်လို့ပြောတာခொနတေဘူရူကဟေယာနော်ဆူမီနီအိုကီမရှောဆိုအ
ဖြေမှန်ဒီဖြစ်ပါတယ်အခန်းရင်တောင်လေးမှာထားရအောင်လို့ပြောတာပေါ့နော်နံပါတ်6ကじゃ日本の家では何々で靴を脱ぎますဒါいところနံပါတ်8မိဖို့ကြောင့်တော့ဂျပန်မှာဆိုရင်家ではအိမ်ထဲမှာတဲ့靴ဆိုဖက်နက်ကိုဖက်နက်ချွတ်ရတယ်ပေါ့နော်ဘယ်မှာချွတ်ရလဲဆိုတော့သူမေးမှနီးအောင်မေးနေရပေါ့နော်အဲနံပါတ်8ကじゃဒါいところはキッチンမိဖို့ကြောင့်မချွတ်ကားလားဥရှိရဲဆိုတာကြတော့ဟိုတကားဆွဲဖွင့်ရတယ်ဥရှိရဲဟိုဟာပေါ့အန်ဆွဲပေါ့နော်အဲ့လည်းမဟုတ်ဘူးကန်ဆိုကြတော့ဝင်နေဟိုဟာဝင်လဲဘယ်လိုပြောမလဲအိမ်ထဲကိုဆချင်းပထမဆုံးဝင်လာတဲ့နေရာကန်ပေါ့နော်အပေါက်မှာဝင်ကားစားအပေါက်ပေါ့နော်အဲ့လိုမျိုးမှချွတ်မှလာတဲ့အချွတ်ရမယ်ပေါ့နော်ဒမ်ဘူကကြတော့ဟိုကအပူပေးတဲ့ဟာမဟုတ်အဲ့နံပါတ်အဖြစ်မှန်စီဖြစ်ပါတယ်ဝင်ပေါက်မှာဖက်နက်ကိုထားရမယ်လို့ပြောတာပါနော်အိမ်ထဲကိုစောင့်ဝင်တော့မယ်ဆိုရင်အဖြစ်မှန်နံပါတ်စီဖြစ်ပါတယ်မုဆုမေပါတဲ့မုဆုမေဆိုတမီးကိုပြောတော့တာပြောနော်学校の先生になりたいそうです学校の娘は将来ဆိုကြအနာဂတ်မှာ学校の先生ဆိုကျောင်းဆရာဖြစ်ချင်တယ်ပေါ့နော်ဆိုthisဆိုတာကြတော့သူဖြစ်ချင်တယ်လို့ပြောနေတယ်သူကြားတဲ့ဟာပြန်ပြောပြတာပေါ့နော်မိလိုင်းဆိုတာလည်းအနာဂတ်ပဲဒါပေမဲ့ရှိုးလိုင်းနဲ့မိလိုင်းကအတိတ်ပဲမတူဘူးပေါ့နော်အတိတ်ပဲစင်နေတိုင်းပဲပြောတဲ့သုံးလုံးနဲ့ဟာမတူဘူးမိလိုင်းဆိုတာကြတိတ်မကြတော့ပဲအနာဂတ်ပေါ့နော်ရှိုးလိုင်းကကြောင့်ကိုယ့်ရဲ့အကောင့်ထဲပို့ခြင်းနဲ့အနာဂတ်ကိုပြောတာいつでもじゃベーチェイムソオトトシアကြတော့တမြန်မနစ်ကဆိုတော့မုဆုမေဝါရှိုးတိုင်းဆိုတာကိုယ့်ရဲ့အနာဂတ် future မှာကကောနဆန်စင်နာရီတိုက်ဆိုသည်ဆိုတာအဖြစ်မှန်နံပါတ်9ရဲ့အဖြစ်မှန်နံပါတ် A ဖြစ်ပါတယ်ရှိုးတိုင်းဆိုအနာဂတ်ဖြစ်ပါတယ်အားလုံးပဲဒီဗီဒီယိုလေးကြည့်ပေးတော့ကျေးဇူးတင်ပါတယ်နောက်တဲ့မိဂုံလေးတွေကိုလည်း level alive ရှင်းပြပေးချင်ပါတယ်စာဝတ်နည်းနေတဲ့ခါကျတော့စာဝတ်ဖြည့်တဲ့ခါမှာအထောက်အကူပြုမယ်လို့ထင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်Bye bye.